ကိုရိုးရှင်းပါတယ်ဒီ Aedes mosquito ပေါက်ဖွားနိုင်တဲ့နေရာလေးတွေကရေကြီးရေတက်နေမှာပေါက်ဖွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကအိမ်မှာပေါ့နော်ဖျားပန်းအိုးတို့ရေတူလောင်ထားတဲ့နေရာတို့ရေစီတို့ပေါ့နော်တာယာအဟောင်းမှာရေအိုင်နေရာမျိုးအဲ့လိုမျိုးတွေမှာကြီးချင်းကပေါက်ဖွားနိုင်တာဖြစ်တဲ့နာဖျားပန်းအိုးလေးတွေမှာတပတ်ကို3-4ချိန်လောက်ရေလဲတာတို့နော်တာယာအဟောင်းမှာရေဝစ်နေရင်တုံပြစ်တာတို့အလားတွေကိုလုပ်ရမယ်ပေါ့ပြီးရေတူလောင်ထားတဲ့ရေစီရေအိုးတွေမှာလည်းအပိတ်စီကိုအချိန်မှန်ခတ်တာပေါ့နော်အဲ့လိုမျိုးခတ်ခြင်းနဲ့မိုးပေါ့နော်မိုးရမ်းသေးတာမျိုးမှာဆိုရင်သူကချောင်းနေရနေမပိတ်နေဘူးရေရမ်းစီးတယ်ဆိုရင်သူကရေမဝတ်နိုင်ဘူးပေါ့နော်အဲ့လိုမဝတ်နိုင်တဲ့အတွက်မိုးရမ်းသေးတဲ့ရာသီတွေမှာပါညာဆိုရင်တော့ဒီ Aedes တွေပေါက်ဖွားနိုင်တော့အရန်ကိုနေတယ်ပေါ့နော်ရန်ကုန်မှာဆိုရင်ဒီချောင်းကပေါ့နော်ရေမစီးတာတို့ဘာတို့ကနေပြီးတော့မှသူတို့ကချင်းပေါက်နိုင်တဲ့နှုန်းကအရန်များတယ်လေအဲအားကြောင့်လို့ဒီချောင်းတွေမှာလည်းရေမဝက်အောင်မိုက်တွေပါတယ်ရှင်းလင်းတာတို့ဘာတို့အလားကြီးလည်းလုပ်တင်တယ်ပေါ့နော်ရေစီးရေလာကောင်းတဲ့မြောင်ဖြစ်အောင်လို့ပြုပြင်ဆောင်ရွက်တင်တယ်ပေါ့မြောင်ပိတ်နေတာတွေလေအဓိကဒီယောဂဖြစ်လာမယ်ဆိုရင်ခန္ဓာရည်အားမရှိတဲ့ကလေးငယ်လေးနဲ့လူကြီးမိဘတွေမှာဖြစ်နိုင်တာဖြစ်တဲ့အတွက်အိမ်နေရင်လည်းချင်းကိုက်မခံရအောင်ဝတ်စားလုံးချုံချုံဝတ်တာတို့ပြီးအိတ်တဲ့ခါကျရင်ချင်းတော်ထောင်ပြီးအိတ်တာတွေပေါ့နော်အတားလေးတွေလည်းလုပ်တင်ပါတယ်ချင်းမကိုက်ဆေးလိုရှင်းလေးတွေဖြန်းဆေးလေးတွေအလားလေးတွေလည်းအသုံးပြုလို့ရပါတယ်ရှင်မကြခင်မှာကျောင်းဖွင့်တဲ့ရာသီရောက်လာတော့မှာဖြစ်တဲ့အတွက်ကျောင်းမှာလည်းဒီလိုချင်းပေါက်ဖွားမှုလုံးနဲ့အောင်လို့ကျောင်းမှာလည်းလှုပ်ဆောင်တင်တယ်ပေါ့နော်ချင်းမကိုက်အောင်ကျောင်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ကျမတို့ငငယ်တော့တင်ရတယ်ဖုံးသွန်လဲစစ်ပေါ့နော်ဖုံးပွင့်နေတဲ့ရေစီရေအိုးတွေကိုဖုံးထားမယ်နောက်ရေဝတ်နေတဲ့ဟာတွေကိုသွန်မယ်ရေအိုးတွေရေစီတွေဖျားပန်းအိုးတွေကိုချိန်မှန်လဲမယ်နောက်ပြီးတော့ရေကိုစစ်ပြီးတော့ပေါ့နော်ကိုလောက်လန်းကိုစစ်ပြီးတော့တုံမယ်ပေါ့နော်အဲ့ဟာလေးတွေကိုပုံမှန်လှုပ်ဆောင်တင်ပါရှင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ရင်တော့သွေးလွန်တုပ်ကွေးအကြောင်းကိုအနည်းချင်းတော့ရိုက်မိပြီးတော့သူကြောင့်ဖြစ်နိုင်တာတဲ့ယောဂလက္ခဏာတွေရဲ့ဆောင်ရန်ရှောင်ရန်လေးပေါ့နော်အလားလေးကိုတော့သိသွားလောက်ပြီလို့ထင်ပါတယ်ရှင်